ပြေမှုများသောဘဝဆိုတာအခက်ခဲလို့ရှိတတ်တဲ့တငယ်ချင်းရာအဆူတဲ့ဘောကလုံးကြီးမှာအရာရာပြီးပြီးသူမရှိဘူးကွာဆွေးမလျှော်တဲ့ဝရိယရှိပါတငယ်ချင်းရာကျူသာကြည်တမ်းပါအောင်မြင်တဲ့သူဖြစ်ဖို့ကစိတ်ဓာတ်ခွန်အားအမြင့်ဆုံးကိုရောက်ခြင်းအရင်ဆုံးတွေ့တော့ရမယ်စိတ်ကုန်မှုနဲ့ဘဝတစ်ခုဖြတ်ကျော်ရမယ်အရေးကြီးဆုံးကကိုအကောင်းဆုံးသိဖို့အခက်ခဲရှိတိုင်းရင်ဆိုင်ဖို့သူရဲ့တိုင်းကိုယုံကြည်ရမယ်မင်းဘဝမှာပန်းနိုင်ရှိရမယ်ဝါသနာပါတဲ့အလုပ်ကိုရွေးချယ်လက်ရှိဘဝကိုမြင့်တင်ရမယ်တငယ်တင်နဲ့ရှုံးမပေးနဲ့မစင်မြေပါတဲ့တငယ်ချင်းရေအောင်မြင်ပါတဲ့တငယ်ချင်းရေမင်းဘဝမှာမနဝေလို့လမ်းမဘဝရောက်ပါသေးဟေးတငယ်ချင်းမင်းကြိုးစားပါလူဘဝဆိုတာလည်းရှုံးမပေးနဲ့ဟေးလဲကြရင်ပြန်ထားတငယ်ချင်းအားတင်ထားဟေးရှုံးမပေးနဲ့တငယ်ချင်းရရနေကြနေလားအစင်မပြေမှုများသောဘဝဆိုတာအခက်ခဲလို့ရှိတတ်တဲ့တငယ်ချင်းရာမသူတဲ့ဘောကလုံးကြီးမှာအရာရာပြီးပြီးသူမရှိဘူးကွာဆွေးမလျှော်တဲ့ဝရိယရှိပါတငယ်ချင်းရာကျူသာကြည်တမ်းပါအောင်မြင်တဲ့သူဖြစ်ဖို့ကစိတ်ဓာတ်ခွန်အားအမြင့်ဆုံးကိုရောက်ခြင်းအရင်ဆုံးဖြတ်ကျော်ရမယ်စိတ်ကုန်မှုနဲ့ဘဝအသစ်ကိုဖြတ်ကျော်ရမယ်အရေးကြီးဆုံးကကိုအကောင်းဆုံးသိဖို့အခက်ခဲရှိတိုင်းရင်ဆိုင်ဖို့ဒီဆိုမြတ်တိုင်းကိုယုံကြည်ရမယ်မင်းဘဝမှာပန်းနိုင်ရှိရမယ်ဝါသနာပါတဲ့လူကိုရွေးချယ်လက်ရှိဘဝကိုမြင့်တင်ရမယ်တငယ်စိတ်နဲ့ရှုံးမပေးနဲ့အစင်ပြေပါသေးတငယ်ချင်းရေအောင်မြင်ပါသေးတငယ်ချင်းရေမင်းဘဝမှာမနဝေလို့လမ်းမဘဝရောက်ပါသေးမင်းကြိုးစားပါလူဘဝဆိုတာရခဲ့လာတယ်လည်းရှုံးမပေးနဲ့ဟေးလေကြရင်ပြန်ထားတငယ်ချင်းအားတင်ထားဟေးရှုံးမပေးနဲ့တငယ်ချင်းရှုံးမပေးနဲ့တငယ်ချင်းအောင်ရှုံးတဲ့တငယ်